အားလုံးပဲမင်္ဂလာပါ SMC1 channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ cyber security ကိုစတင်လေ့လာမယ်လို့ဆုံးဖြတ်တဲ့အချိန်မှာကျွန်တော်တို့ Linux ကိုအရင်ဆုံးလေ့လာတာကောင်းတဲ့အကြံလို့ပြောရင်မမှားပါဘူးဒါကြောင့်မလို့ဒီနေ့မှာတော့ကျွန်တော်တို့ Linux key ကိုကျွန်တော်တို့စာအုပ်တွေထဲမှာဖတ်ပြီးတော့မှာပေါ့နော်ဒီတိုင်းလေ့လာမယ်အစားကျွန်တော်တို့ over the wire ဆိုတဲ့ website ကနေကျွန်တော်တို့ bandit gain တွေကိုစော့ပြီးတော့ကျွန်တော်တို့ level alike ကျွန်တော် Linux key ကိုကျွန်တော်တင်ယူလို့ရတယ်ပေါ့နော် Linux command line key ကိုကျွန်တော်တို့တင်ယူလို့ရတယ်ဒီနေ့မှာတော့ကျွန်တော် over the wire level 0ကနေကျွန်တော် level 5အထိကျွန်တော်စောပြတော့မယ်ကျွန်တော်ရှင်းပြထားတဲ့အသေးစိတ်ရှင်းပြထားတာတွေလည်းပါမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့စလိုက်ကြရအောင်အရင်ဆုံးကျွန်တော်တို့ search bar မှာ over the wire လို့ရှာလိုက်ပါ over the wire လို့ရိုက်ရှာလိုက် okay ဒီနေရာမှာကျွန်တော်ထိတ်ဆုံးကပေါ်လာတဲ့ overthewire.org ကိုနှိပ်လိုက်ပေါ့နော် okay ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီရဲ့ bandit ဆိုတဲ့ပထမအဦးဆုံးရှိနေတဲ့ဟာကိုကျွန်တော်တို့တွားပြီးကစားမယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ Linux command line ကျွန်တော်တို့ graduate ရှင်တဲ့လူတွေအတွက်ကျွန်တော်တို့ game တွေကိုကျွန်တော်တို့အစစ်စစ်လေ့လာရတာပေါ့နော်ဒီရဲ့ level 0ကနေ level 5အထိကျွန်တော်စောပြတော့မယ် okay ဒါဆိုရင်ကျွန်တော်တို့စလိုက်ကြရအောင်အရင်ဆုံးကျွန်တော်ဒီဟာမပြောခင်ကျွန်တော်တို့ note taking application တခုခုကိုကျွန်တော်တို့ဖွင့်ထားဖို့လိုတယ်ကျွန်တော်တို့ note မမှတ်ထားရင်ကျွန်တော်တို့ဒီရဲ့ over the wire မှာကျွန်တော်တို့အစစ်နေ password တွေမိတော့တတ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့က cherry tree ဆိုတဲ့ note taking application ကိုကျွန်တော်တို့သုံးမယ် okay ဆက်စားပေါ်လာခြင်းတော့ဒီလိုမျိုးပေါ်လာမယ်ပေါ့နော်ဒီလိုမျိုးပေါ်လာမယ်ကျွန်တော်တို့မသုံးတတ်ဘူးဆိုရင်ဒီရဲ့ထိတ်ဆုံးကကျွန်တော်တို့ဒီရဲ့ cherry ပုံစံလေးပေါ့နော်ဒီရဲ့အပေါင်းပုံစံလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ဒီနေရာမှာကျွန်တော်တို့က over the wire လို့နာမည်ပေးလိုက်မယ်ပေါ့နော်ကျွန်တော်တို့ရဲ့ note ကို folder ပေါ့နော်ဒါကို folder လို့ခေါ်တယ်ဒီထဲမှာ folder ကိုမှကျွန်တော်တို့ file တွေကိုတိစောက်ပေးရမယ်ပေါ့နော် okay ဆိုတာနှိပ်ပေးလိုက် okay ဒါ folder ပြီးရင်ကျွန်တော်တို့ဒီရဲ့ဒုတိယတစ်ခု note child note ပေါ့နော်ကျွန်တော်တို့ဥပမာကျွန်တော်တို့မိဘတွေမှာကလေးတွေရှိတယ်လို့မျိုးဒါမိဘပေါ့နော်သူရဲ့ကလေးဆိုတာကျွန်တော် file ကိုပြောတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော် note name ကိုကျွန်တော်တို့က bandit ဆိုပြီးပဲပေးလိုက်မယ်ပေါ့နော်ကျွန်တော်ကတော့ file တွေအများကြီးခွဲမနေတော့ဘူး bandit ဆိုပြီးပဲပေးလိုက်မယ် okay ဒီနေရာမှာကျွန်တော်တို့ကအရင်ဆုံးpassword မှတ်ဖို့ပဲသုံးမယ်ပေါ့နော် bandit 0ပေါ့နော် bandit 0အတွက်ကတော့ကျွန်တော်တို့ bandit 0ရှိမယ် bandit 1ပေါ့နော်ဒီနေရာမှာကျွန်တော်တို့က password တွေသတ်မှတ်ပေးရမယ်ပေါ့နော် okay ကျွန်တော်ဒီနေရာမှာ bandit level 0ကိုကျွန်တော်တို့စော့မယ်ပေါ့နော် level 0ဆိုတဲ့ဟာကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါ okay ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီနေရာမှာစာရင်ဖတ်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့လောက်ခိုင်းတာကတော့သူတို့ရဲ့ system တွေကိုကျွန်တော်တို့ကအရင်ဆုံး login ဝင်ပေးရမယ်ပေါ့နော် login ဝင်ဖို့ဘာကိုသုံးရမလဲဆိုရင် SSH ကိုသုံးရမယ်ပြီးရင် the host ကပေါ့နော် host ကဘာလဲဆိုတော့ကျွန်တော်တို့သတ်မှတ်ပေးထားတဲ့ကျွန်တော်တို့ website name ပေါ့နော်အဲ့ဒီ host ကိုကျွန်တော်တို့က let me connect ပေးရမယ်ဒီမှာ bandit.labs.overthewire.org ပေါ့နော်ကျွန်တော်တို့ port က2220ပေါ့နော် port number 2220ဖြစ်တယ်ဒီနေရာမှာ user name က bandit 0ပေါ့နော် password တော့ bandit 0ဒါကိုကျွန်တော်တို့ဘယ်လိုမျိုး login လုပ်မလဲဆိုရင် SSH ကိုအသုံးပြုရမယ်ပေါ့နော် okay ကျွန်တော်တို့ရဲ့ command line ကိုကျွန်တော်တို့တွားကြည့်ကြည့်မယ်ဒီနေရာမှာကျွန်တော်တို့က SSH ပေါ့နော် SSH ကိုအသုံးပြုပြီးတော့ဝင်မယ်ပြီးတော့ရင်ကျွန်တော်တို့ပထမတစ်ခုကမှတ်ထားရမှာက user name အရင်လာမယ်ပြီးတော့မှ add ပေါ့နော်ပြီးဒီနေရာမှာ host name ပေါ့နော်ဒါပြီးတော့ရင်ကျွန်တော်တို့က port သတ်မှတ်ပေးလို့ရတယ် -p ပြီးတော့မှ port number ပေါ့နော်ဒီလိုပြီးတော့မှကျွန်တော်တို့က login ဝင်လာလို့ရတယ်ပေါ့နော်ဒီရဲ့ system တွေကို user name ကကျွန်တော်တို့ခုနပြောတဲ့အတိုင်းပဲ bandit 0ပေါ့နော် pndid bandit 0ပြီးတော့မှ host ကိုကျွန်တော်သတ်မှတ်ပေးမယ်ဒီနေရာမှာ bandit.labs pndid bandit.labs overthewire.org ပေါ့နော် org ကျွန်တော်တို့က port number ကို directly ရေးလို့မရဘူး port ကိုကျွန်တော်တို့က -p လို့ခေါ်တယ်ပြီးရင် port number က2220ပေါ့နော်ဒီဟာကိုကျွန်တော်တို့က enter ခောက်ပြီး LAN connect လိုက်မယ်ဒါဆိုရင်သူက password ထည့်ခိုင်းမယ်ပေါ့နော် password ထည့်ခိုင်းပြီဆိုရင်ဒီနေရာမှာ password က bandit 0ပါဒီဟာကိုကျွန်တော်တို့က password LAN ထည့်လိုက်မယ် PANDIT bandit 0 okay ဒါဆိုရင်ကျွန်တော်တို့က system နဲ့ဝင်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ရဲ့ bandit 0 level 0ကကျွန်တော်ပြီးသွားပြီဒီနေရာမှာကျွန်တော်တို့လေ့လာရမှာကကျွန်တော်တို့ SSH login လုပ်နည်းပေါ့နော်ဒီဟာကိုကျွန်တော်တို့ကတစ်ချက်လေ့လာရမယ်ကျွန်တော် note taking application ထဲမှာသွားရေးမယ်ပေါ့နော်ဘာသွားရေးမလဲဆိုတော့ဒီဟာက SSH ပြီးတော့မှ user name အရင်လာမယ်ပြီးတော့ host ပြီးတော့
port number ပေါ့နော်ဒီနေရာမှာ port number okay port number ဒီနေရာမှာ bandit 0ရဲ့ကျွန်တော်တို့ password ကတော့ bandit 0ပဲပေါ့နော် okay ကျွန်တော်တို့ bandit 1ကိုသွားမယ်ဒါကိုကျွန်တော်တို့ bandit 1ကိုဘယ်လိုသွားမလဲဆိုတော့ကျွန်တော်တို့က password ရှာရမယ်ပေါ့နော် bandit 0မှာကျွန်တော်တို့က password ရှာရမယ်ဒီနေရာမှာဘယ်လိုရှာရမလဲဆိုခုနကရောက်သွားတဲ့ system ထဲမှာပဲကျွန်တော်တို့ကတစ်ချက်လောက် ls ဆိုပြီးတော့မှခောက်လိုက်မယ် okay ls ဆိုတာကဘာလဲဆိုတော့ list list ပေါ့နော် list ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီရဲ့အခုရောက်နေတဲ့နေရာမှာရှိတဲ့ file တွေကိုကျွန်တော်တို့ကပြခိုင်းတာဖြစ်ပါတယ် list list ဆိုတာအရှိကောက်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့အခုရောက်နေတဲ့ directory ပေါ့နော် directory ထဲမှာကျွန်တော်တို့က readme file ရှိတယ်ဒီရဲ့ readme file ကိုကျွန်တော်တို့ကဖတ်မယ်ပေါ့နော်ဒီရဲ့ readme file ထဲမှာကျွန်တော်တို့ password ရှိတယ် cd cat ကိုသုံးမယ် cat ဆိုတာကကျွန်တော်တို့ဘယ်လိုပြောရမလဲဒီရဲ့ file တစ်ခုထဲမှာရှိ file ကိုကျွန်တော်တို့ဖတ်တဲ့နည်းပေါ့နော်ဒီ cat နဲ့ကျွန်တော်တို့လမ်းဖတ်လို့ရတယ် read readme ဒါဆိုရင်ကျွန်တော်တို့ကစာကိုဖတ်ကြည့်မယ်ပေါ့နော်ဒီအောက်ဆုံးမှာပါတယ် the password you are looking for is ဆိုပြီးတော့မှဒီဟာကိုဒီ password ကိုကျွန်တော်တို့မှတ်ထားမယ်ပေါ့နော်ကျွန်တော်ဘာလို့ note ရေးခိုင်းလဲဆိုတော့ကျွန်တော်နောက် level ကိုတက်ဖို့ကကျွန်တော်တို့ password လိုတယ်တစ်ချက်လောက် copy ပြီးတော့မှ note ထဲသွားထည့်လိုက်မယ် bandit 1ရဲ့ password ဒါပေါ့နော် okay bandit 2ကျွန်တော်တို့ bandit 1နဲ့ဝင်ဖို့ကကျွန်တော်တို့ password လိုတယ်ပေါ့နော် okay ဒီရဲ့ bandit level 1နဲ့ကိုကျွန်တော်တို့ဝင်ဖို့ကဘယ်လိုလုပ်ရမလဲဆိုတော့exit လုပ်လိုက်မယ်ပေါ့နော် exit ဆိုတာကျွန်တော်တို့ system တွေကထွက်တာပါ okay ဒါဆိုရင်ကျွန်တော်တို့ bandit 0တွေကထွက်လိုက်ပြီပေါ့နော် bandit 1နဲ့ကိုဘယ်လိုမျိုးပြန်ဝင်မလဲဆိုတော့ကျွန်တော်တို့ arrow key မှာ app arrow key ပေါ့နော်အပေါ်ပြတဲ့ arrow key ကိုတစ်ချက်လောက်နှိပ်ပေးလိုက်ဒါဆိုရင်ကျွန်တော်တို့ခုနသုံးခဲ့တဲ့ command line ပြန်ပေါ်လာလိမ့်မယ်ပြီးဒီနေရာမှာကျွန်တော်တို့ bandit 1ပေါ့နော် bandit 1ဆိုပြီးတော့မှဒီနေရာမှာပြောင်းပေးလိုက်ပြီးရင် connect LAN လောက်လိုက်ပေါ့နော်ပြီးရင်ခုနက copy လာတဲ့ password ပဲပေါ့နော်ဒီရဲ့ password ကို copy ပြီးတော့ဒီထဲထည့်ပေးလိုက် okay ပြီးရင် enter ခောက်လိုက်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့က bandit 1နဲ့ကိုရောက်သွားပြီ bandit 1မှာကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့ဒီနေရာမှာပေါ့နော်bandit level 1 to level 2ဆိုတာချက်လောက်နှိပ်ပေးလိုက် okay ဒီနေရာမှာကျွန်တော်တို့က dash ပေါ့နော် the password for the next level is stored in a file called dash ဆိုတဲ့ file name ပေါ့နော်ကျွန်တော်တို့ file နာမည်က dash လို့အမည်ရတယ်ကျွန်တော်တို့ home directory ဆိုတာကကျွန်တော်တို့အခုရောက်နေတဲ့ directory ပေါ့နော် home directory ဆိုတာဘယ်လိုသိမလဲဆိုရင်ကျွန်တော် pwd ကိုရိုက်ထည့်လိုက် pwd ဆိုတာကျွန်တော်တို့ရောက်နေတဲ့ directory ကိုကျွန်တော်တို့မသိရင် pwd ဆိုတဲ့ command ကိုသုံးပြီးလို့ရတယ် okay ကျွန်တော်တို့က home နဲ့ကိုရောက်နေတယ်ပေါ့နော် bandit 1ရဲ့ကျွန်တော် home directory ကိုရောက်နေတယ်ဒါဆိုရင်ကျွန်တော်တို့ဘာရှိလဲဆိုတာတစ်ချက်လောက်ကြည့်မယ် ls list directory လောက်ကြည့်မယ်ဒီနေရာမှာကျွန်တော်တို့ dash ပဲရှိရပေါ့နော်ဒီ dash ဆိုတဲ့ file name ကကျွန်တော်တို့နည်းနည်းတော့ရှုပ်တယ်ဥပမာကျွန်တော်ခုနကဖတ်ခဲ့တဲ့အတိုင်းပဲ cat readme အစားပေါ့နော် cat dash ဆိုပြီးတော့မှတစ်ချက်လောက်တော့နေရင်ဘာမှပေါ်မှာမဟုတ်ပါဘူးဒီနေရာမှာကျွန်တော်တို့ပြန်ထွက်ပေးရမယ်ပေါ့နော်ဘာလို့ dash ကမပေါ်လဲဆိုရင်ဒီ dash ကကျွန်တော်တို့ input ပေါ့နော်ကျွန်တော်တို့ keyboard ကနေကျွန်တော်တို့ input ကိုတောင်းတာဖြစ်ပါတယ်ကျွန်တော်ဥပမာပြမယ် dash ပြီးဒီနေရာမှာကျွန်တော်တို့ hello လို့ရိုက်ထည့်လိုက်တာနဲ့ hello ဆိုပြီးပြန်ပေါ်ဝင်ပေါ့နော်ဒီရဲ့ loop ထဲမှာပဲပတ်နေမှာပေါ့ဒါကြောင့်မို့ဒီတွေကပြန်ထွက်ပေးလိုက်ကျွန်တော်တို့ဒီ dash ရဲ့ file ကိုဘယ်လိုမျိုးဖတ်မလဲဆိုရင် cat ကိုရင်လုံးလိုက်ပြီးရင် dot ပြီးရင် slash ပေါ့နော် dot ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့အခုရောက်နေတဲ့ directory တွေက file ကိုကျွန်တော် LAN ခေါ်တာဖြစ်ပါတယ် dot အဆက်နှစ်ခုဆိုရင်ကျွန်တော်တို့အနောက်က directory ကိုပြန်သွားတာဖြစ်တယ် sorry ဒီနေရာမှာကျွန်တော်တို့က cd ပေါ့နော် chain directory dot နှစ်ခုဆိုတာကျွန်တော်အနောက်က directory တစ်ခုကိုပြန်သွားတာဖြစ်ပါတယ် home directory ကိုကျွန်တော်ရောက်သွားတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်နည်းနည်းရှုပ်နေလိမ့်မယ်ကျွန်တော်ခုနအတိုင်းပြန်သွားလိုက်မယ် list ဆိုပြီးပြန်လုပ်လိုက်မယ်ပေါ့နော်ကျွန်တော်တို့မှာရှိတာ dash ဆိုတဲ့ file ဒီရဲ့ file ကိုကျွန်တော်တို့ reveal လုပ်မယ်ပေါ့နော် cat ပြီးရင် asset တစ်ခုပြီးရင် slash ပေါ့နော်ဒီနေရာမှာ dot dash ကိုကျွန်တော်တစ်ချက်လောက်လုပ်ကြည့်မယ် okay ဒါဆိုရင်ကျွန်တော်တို့ password ကပေါ်လာပြီပေါ့နော်ဒီရဲ့ password ကိုကျွန်တော်တို့ခုနက note ထဲမှာပဲကျွန်တော်တို့ပြန်ပြီးတော့ထည့်လိုက်မယ် okay ကျွန်တော်တို့ bandit level 2ကိုသွားပြီး connect လုပ်မယ်ပေါ့နော်ကျွန်တော်တို့ bandit level 2ကိုသွားမှာ bandit level 3ရဲ့ password ကိုရမှာပါဒီရဲ့ password ကိုကျွန်တော်မှတ်ထားလိုက်မယ်ဒီနေရာမှာ exit လုပ်လိုက်မယ်ပေါ့နော် okay ပြီးတော့ရင်ကျွန်တော်တို့ app arrow key နဲ့ကျွန်တော်တို့ပြန်သွားမယ်ပြီးရင်ဒီနေရာမှာ bandit 2ဆိုတာချက်လောက်နှိပ်ပေးလိုက်မယ်ပေါ့နော် bandit 2ပြီးရင်ကျွန်တော်ခုနယူလာတဲ့ password ကိုပြန်ထည့်ပေးလိုက် okay okay ဒါဆိုရင်ကျွန်တော်တို့က bandit 2ထဲကိုရောက်သွားပြီဒီနေရာမှာကျွန်တော်တို့က
clear ဆိုတဲ့ comment ကဘာလဲဆိုရင်ကျွန်တော်တို့ terminal မှာအရန်ဒီလိုမျိုးစာတွေရှုပ်ပွားနေတယ်ဆိုရင်ဒါကိုရှင်းလိုက်တဲ့သဘောပါပဲ clear ပေါ့နော် okay ဒီနေရာမှာရှင်းသွားပြီဒါဆိုရင်ကျွန်တော်တို့စလိုက်ကြရအောင်ကျွန်တော်တို့အခု directory ထဲမှာဘာတွေရှိလဲပေါ့နော်ကျွန်တော် level 2ကိုသွားမယ် level 2 to 3သွားတဲ့နေရာကိုတစ်ချက်လောက်နှိပ်ပေးလိုက်မယ်ပေါ့နော် okay ဒီနေရာမှာကျွန်တော်တို့က the password for the next level is stored in a file called space in this file name ပေါ့နော်ဒါကတော့ကျွန်တော်တို့ရဲ့ file name မှာဒီ file name ထဲမှာကျွန်တော်တို့က password ကိုရယူလို့ရတယ် okay ဒါဆိုရင်ကျွန်တော်ကြည့်လိုက်ရအောင် list directory လောက်ကြည့်မယ်ပေါ့နော် ls ဆိုတဲ့ command ကိုမှတ်ထားပေးပါ okay ကျွန်တော်တို့ရဲ့ file name ကဒါပေါ့နော် okay ဒါကို copy ကြည့်လိုက်မယ်ပြီးကျွန်တော် directly တော့ဖတ်မယ်ပေါ့နော် cd cat ပြီးရင်ကျွန်တော် directly တော့ဖတ်မယ် okay တော့ဖတ်ကြည့်မယ်ပေါ့နော်မရပါဘူးသူက error ပြတယ် and recognize option ပေါ့နော် minus space ဆိုတာဘာလဲမသိဘူးဒီရဲ့ file name တစ်ခုလုံးကိုသူကအဲ့လိုတော့ဖတ်လို့မရဘူးပေါ့နော်ဘာလို့လဲဆိုဒီရှေ့မှာ dash လဲပါနေတယ်ပြီးတော့အလဲက space တွေလဲပါနေပေါ့နော်အဓိကကတော့ဒီအလဲက space ပြဿနာကိုကျွန်တော်အရင်ဆုံးဖြေရှင်းကြည့်မယ် okay အရင်ဆုံး space ပြဿနာကိုကျွန်တော်ကဘယ်လိုဖြေရှင်းမလဲဆိုရင်ကျွန်တော်ဒီမှာ directly ပြမယ်အစားကျွန်တော် Google မှာဘယ်လိုရှာနည်းပါကျွန်တော်သင်ပေးလိုက်မယ် okay ဒီနေရာမှာကျွန်တော် English လို့ပဲရှာလိုက်ပေါ့နော်မသိရင်လည်း ChatGPT ကို directly မေးလိုက်ကျွန်တော်တော့ Google ကိုပဲအဓိကအားထားပြီးရှာတယ်ပေါ့နော် ChatGPT ကြတော့တစ်ခါလေးမှမေးဖြစ်ပါတယ်တကယ်လို့ ChatGPT အများနဲ့မေးနေကိုယ့်ကိုယ်အားမကိုတတ်တော့ဘူးပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကဘယ်လိုမျိုးရိုက်မလဲဆိုရင်ဘယ်လိုမျိုးရိုက်မလဲဆိုရင်ဒီနေရာမှာတစ်ချက်လောက် okay သူကတော့ cherry tree မှာကျွန်တော်က save ကိုင်းတာဖြစ်တယ် okay နှိပ်ပေးလိုက်ဒီနေရာမှာတစ်ခုခုနှိပ်ထည့်ပေးလိုက်ပေါ့နော် save လုပ်ပေးလိုက် okay ဒီနေရာမှာတစ်ခုထွက်ပေးလိုက်ထားလိုက်ဒီနေရာမှာကျွန်တော်တို့က how to ပေါ့နော်how to read the file ပေါ့နော်ကျွန်တော်တို့ file ကိုဘယ်လိုမျိုးဖတ်ရမလဲ how to read the file in Linux ပေါ့နော်ပြီးရင် which name is separat separated in spaces ပေါ့နော်ကျွန်တော်တို့ space နဲ့ကျွန်တော်တို့ခြားထားတဲ့ file name ကိုကျွန်တော်တို့ဘယ်လိုဖတ်ရမလဲဒါကို game မှာသွားရှာကြည့်မယ် okay ဒီနေရာမှာကျွန်တော်တို့ကဒီထိတ်ဆုံးကပေးတဲ့ answer ကိုကျွန်တော်တစ်ချက်လောက်ကြည့်မယ်ပေါ့နော်ဒါကတော့ကျွန်တော် Brave browser ပေးတဲ့အဲ့ဒီ AI ကထုတ်ပေးတဲ့ answer ပေါ့နော်ဒီနေရာမှာသူကပြောတယ် get file name slash ပေါ့နော်ဒီရဲ့ slash ကိုသုံးပေးရမယ်လို့ဆိုရဲပေါ့နော်ကျွန်တော်တို့တစ်ချက်လောက် slash သုံးပြီးတော့မှအရင်ဆုံးအဖြေရှာကြည့်မယ်ဘယ်လိုရမလဲပေါ့နော်ဒီနေရာမှာကျွန်တော်က ls လောက်ကြည့်မယ်ကျွန်တော်ရဲ့ file name ကဒါပေါ့နော် okay ကျွန်တော်တို့က slash ကိုသုံးကြည့်မယ် backslash ကိုကျွန်တော်သုံးကြည့်မယ် cat ပြီးတော့ရင်ကျွန်တော်တို့ dash space space ကျွန်တော်ဒီစာလုံးရဲ့အနောက်မှာပဲဒီရဲ့ဟာကိုသုံးပေးရမယ်ပေါ့နော် slash ကိုသုံးပေးရမယ် okay slash ကိုသုံးလိုက်ပြီပြီးရင်ကျွန်တော်တို့က space တစ်ခုခြားပေးလိုက်ဘာလို့လဲဆိုတော့ဒီရဲ့ file ထဲမှာလည်းကျွန်တော်တို့ space ပါနေတယ် in ပြီးရင် space တစ်ချက်ခြား this ပြီးရင် file name minus ပေါ့နော်ဒီဟာကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်မယ်ပေါ့နော်နောက်ဆုံးမှလည်း slash တစ်ခုထည့်ကြည့်လိုက်မယ်ရလားပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ကဒီရဲ့ loop ထဲကိုပြန်ကျသွားပြီပေါ့နော်ဒီနေရာမှာကျွန်တော်တို့က control C ကိုပြန်ပြီးတော့မှနှိပ်ပြီး control C ကိုနှိပ်ပြီးထွက်လိုက်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့နောက်ဆုံးမှာ slash မထည့်ရဘူးပေါ့နော် enter တစ်ချက်ခောက်ကြည့်မယ်သူက error ထပ်ပြတယ်ပေါ့နော်သူက unrecognize option ပေါ့နော် minus space in this file name ကျွန်တော်တို့ Google search ရဲ့အဖြေကိုချကြည့်လိုက်ရအောင်သူကတော့အရှိက dash နှစ်ခုမပါဘူးပေါ့နော် dash နှစ်ခုကိုသုံးတဲ့အဖြေကိုမပေးတာဘူးကျွန်တော်တို့ဒီရဲ့ space ပြဿနာကိုပဲဖြေရှင်းတဲ့ဟာကိုပဲပြထားတယ်ပေါ့နော်ဒီကြားတွေက space ပြဿနာကိုပဲဖြေရှင်းဖို့နည်းလမ်းပြထားတယ်ဒီအရှိက dash ပြဿနာကိုကျွန်တော်ဘယ်လိုရှင်းမလဲဆိုရင်ကျွန်တော်ခုနကတော့သုံးခဲ့တဲ့နည်းအတိုင်းပဲကျွန်တော် current directory ကိုတွားပြီးခေါ်ရမယ်ပေါ့နော် current directory ကကျွန်တော်တို့ dot slash ပြီးရင်ဘယ်လိုလုပ်မလဲဆိုရင်ခုနကအတိုင်းပဲ minus space dash ဒီရဲ့အရှိက dash နှစ်ခုပြဿနာကိုကျွန်တော်ကဖြေရှင်းမယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်က current directory ကိုထည့်လိုက်တယ်ဘာလို့လဲဆိုတော့သူကဒီ dash ဆိုတာကကျွန်တော်တို့ keyboard input ပေါ့နော်ကျွန်တော်ခုနပြောတဲ့အတိုင်းပဲကျွန်တော်ရဲ့ keyboard input ကိုယူတာပါကျွန်တော်ရဲ့ command မဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့ဒီနေရာမှာနောက်ဆုံးက slash ကိုတစ်ချက်လောက်ထည့်လိုက်မယ်အရှိဆုံးမှာကျွန်တော် dot ထည့်ပြီးပေါ့နော်ပြီးရင်ဒီနေရာမှာ in ထပ်ထည့်ပြီးရင် this file name minus ပေါ့နော်နောက်ဆုံးမှာကျွန်တော်တို့ slash ဆိုတာထည့်လို့မရပါဘူး okay ဒီနေရာမှာကျွန်တော်တစ်ချက်လောက် enter ခောက်ပေးလိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့ password ရပြီပေါ့နော်ကျွန်တော်တို့ဒီ level အတွက် password ကို cherry tree ထဲမှာပြန်သွားမှတ်လိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့ bandit
bandit 3အတွက် password ရပြီပေါ့နော်ကျွန်တော် bandit 4တဲ့ကိုကျွန်တော်ဝင်ပြီးတော့မှ password ထပ်ရှာရမယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့နောက်ထပ် level တစ်ခုရောက်ပြီဒီရဲ့နေရာမှာကျွန်တော်တို့က level 3 to level 4နေရာကိုတစ်ချက်လောက်နှိပ်ပေးလိုက် okay ကျွန်တော်တို့ command ထဲမှာတော့ပြောင်းမယ်ပေါ့နော် exit ဆိုတဲ့ option ကိုတစ်ချက်လောက်နှိပ်ပေးလိုက်ဒါဆိုရင်ကျွန်တော်တို့ bandit 2တွေကထွက်လိုက်ပြီကျွန်တော်တို့ bandit 3ရဲ့ password ကိုရပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ bandit 3တဲ့ကိုတစ်ချက်လောက်ဝင်လိုက်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ bandit 3ဆိုတာပဲပြောင်းပေးလိုက်ပေါ့နော်3ပြီးရင်ကျွန်တော်တို့က password ထပ်ထည့်ပေးလိုက် okay ဒီနေရာမှာကျွန်တော်တို့ clear တော့လုပ်မယ်ပေါ့နော်ကျွန်တော်စာလုံးတွေကြီးအောင်ရင်လုပ်ပေးလိုက်မယ်အားလုံးမြင်အောင်လို့ပေါ့နော်okay ဒီနေရာမှာကျွန်တော် file 18တော့လုပ်ပေးလိုက်မယ် okay clear နှိပ်ပေးလိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အပေါ်ကမျက်စိရှုပ်နေတာရှင်းသွားအောင်လို့ပေါ့ bandit 3ကိုလည်းရောက်သွားပြီကျွန်တော်ဘယ်လိုဖြည့်ရှင်းရမလဲဆိုရင်သူ့ရဲ့ website ထဲမှာကြည့်ကြည့်မယ်ပေါ့နော် the password for the next level is stored in a hidden file in here directory ပေါ့နော်ကျွန်တော်တို့ in here directory ထဲမှာ hidden file ကိုသွားရှာရမယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ list လုပ်ကြည့်ကြည့်ရအောင် ls ပေါ့နော် ls ဆိုတာ list directory -al ဆိုတာကကျွန်တော်တို့အကုန်လုံးပေါ့နော်ကျွန်တော်တို့ရဲ့ current folder ထဲမှာရှိတဲ့အဲ့လိုမျိုး file တွေ folder တွေအကုန်လုံးကိုပြတာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ permission တွေလည်းအကုန်လုံးမြင်ရတယ်ပေါ့နော်ဒါတွေကကျွန်တော်နောက်ပိုင်းကျရင်ပြန်ရှင်းပြပေးမယ်ကျွန်တော် ls ပဲအရင်သုံးလိုက်ပါပေါ့နော်မျက်စိရှုံးနေမှာဆိုလို့ okay ဒီနေရာမှာ in here directory ကိုတွားရပြီဒီရဲ့နေရာမှာကျွန်တော်တို့အသုံးပြုရမှာ cd ပေါ့နော် cd ဆိုတာ change directory ပါကျွန်တော်တို့ directory ပြောင်းတယ်လို့အဓိပ္ပာယ်ရတယ်ပေါ့နော် directory ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဒီတိုင်း folder လို့ပဲမှတ်လိုက်ပေါ့နော်ဒီရဲ့ folder တွေကိုကျွန်တော်တို့ဝင်မယ်ပေါ့နော်ဝင်မယ်ဆိုရင်ဒီ cd ဆိုတဲ့ command ကိုသုံးပေးရတယ် okay ပြီးသွားရင် inhere here ဆိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါဒါဆိုရင်ကျွန်တော်တို့က in here ဆိုတဲ့ directory တွေကိုရောက်သွားပြီဒါဘယ်လိုစစ်မလဲဆိုရင် pwt နဲ့ရိုက်စစ်လိုက် okay ကျွန်တော်တို့က in here directory တွေရောက်နေတယ်ပေါ့နော် okay ဒီ in here directory ထဲမှာဘာရှိလဲဆိုတာတစ်ချက်လောက်နှိပ်လိုက်မယ် list လောက်ခိုင်းလိုက်မယ်ပေါ့နော် okay ဒီနေရာမှာကျွန်တော်တို့ဘာမှမရှိဘူးဒီနေရာမှာဘာမှမရှိဘူးဆိုရင်တကယ်တမ်းတော့ရှိနေရပေါ့နော်ဘာလို့လဲဆိုရင်အဲ့ဒီ file ကိုကျွန်တော်တို့ကဖွက်ထားတာပေါ့နော်အားကြောင့်မို့ကျွန်တော်ခုနပြပြတဲ့ ls-al အကုန်လုံးကို file တွေအကုန်လုံးဖော်တဲ့ command ကိုတစ်ချက်လောက်ရိုက်ထည့်လိုက်မယ်ပေါ့နော် okay ဒီနေရာမှာ hidden from new ပေါ့နော်ဒီရဲ့ file name က hidden from new အရှိမလဲကျွန်တော်တို့က .3 ခုပါတယ်ပေါ့နော်ဒါကြတော့ကျွန်တော်လွယ်လွယ်လေးပါပဲ cat ဆိုပြီးတော့လုပ်လိုက်ပြီးရင် .3 ခုကိုနှိပ်လိုက်ပေါ့နော်ဒီရဲ့ file name ကိုပဲကျွန်တော် directly တွားပြီးတော့ enter ခောက်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့က password ရပြီပေါ့နော်ဒီဟာကတော့လွယ်ပါတယ်ဒါပေမဲ့အချို့ user တွေအတွက်ကတော့ရှုပ်ပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ file name ကလည်း dot တွေနဲ့ဆိုတော့ရှုပ်နေတယ်ပေါ့နော်ဒါကတော့ဒီတိုင်းလွယ်လွယ်လေးပါပဲတကယ်တမ်းက trick ထားတဲ့ question တစ်ခုပေါ့နော် copy လုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့က bandit 4ရဲ့ bandit 4ရဲ့ဝင်မယ်ပေါ့နော်ဒီရဲ့ password ကိုသုံးပြီးတော့ bandit 4ရဲ့ဝင်မယ် bandit 4ရဲ့ကိုကျွန်တော်တို့ကဝင်မယ်ဆိုတော့ okay exit လုပ်လိုက်မယ်ပေါ့နော် okay ကျွန်တော်ခုနကနေရာမှာပဲ bandit level 3ကိုကျွန်တော်က bandit level 4ပြောင်းလိုက်မယ်ပေါ့နော် password ကိုကျွန်တော်ခုနကတော့ copy လာတဲ့ password ထည့်ပေးလိုက်မယ် enter ခောက်လိုက်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့က level 4 to 5ဆိုတာတွားလိုက်မယ် level 4 to 5ကိုကျွန်တော်တွားမယ်ဒီနေရာမှာကျွန်တော် question ကိုအရင်ဆုံးဖတ်မယ်ပေါ့နော် the password for the next level is stored in the only human readable file ကျွန်တော်တို့လုံးဝအဲ့လိုမျိုးပေါ့နော် human readable file in the in here directory ပေါ့နော်ဒီရဲ့ in here directory ထဲမှာကျွန်တော်တို့အရင်ဆုံးကြည့်ကြည့်ရအောင်ဒီရဲ့ human readable file ဆိုတဲ့အဓိပ္ပာယ်ကိုမသိရင်ပေါ့နော်တစ်ချက်လောက်ပြန်သွားလိုက်မယ်ဒီနေရာမှာ ls ဆိုပြီးတော့နှိပ်ထည့်လိုက်မယ်ပေါ့နော်ကျွန်တော် in here ဆိုတဲ့ directory တွေကိုကျွန်တော်တို့ change directory လုပ်လိုက်မယ် cd ကိုသုံးမယ်ပြီး in here ဆိုတဲ့တစ်ချက်လောက်နှိပ်ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့အဲ့ဒီ folder ထဲမှာပါရှိလဲ ls ဆိုပြီးတော့မှခောက်ထည့်လိုက်မယ် okay ဒီနေရာမှာ file တွေကအများကြီးပေါ့နော်ဒီ file တွေထဲမှာဟိုမှာကျွန်တော်တို့က password ဘယ်ထဲမှာရှိမှန်းကျွန်တော်တို့မသိဘူးဒါဆိုရင်ကျွန်တော်တို့ကအရင်ဦးဆုံးဒီရဲ့ human readable file ဆိုတာကတချို့ file တွေကကျွန်တော်တို့ဥပမာပေါ့နော် data တွေပဲရှိတယ်ကျွန်တော်တို့ဖတ်လို့မရဘူးဘယ်လိုလဲဆိုတော့ကျွန်တော်ပြပြမယ်ဒီရဲ့ file တစ်ခုကိုကျွန်တော်နှိပ်ကြည့်လိုက်မယ်ပေါ့နော် cat bynet file 00ပေါ့နော် okay ကျွန်တော်တို့အရှိမ dash ပါတဲ့အတွက် current directory ကိုတစ်ချက်လောက်နှိပ်ပေးလိုက်မယ် current directory
okay sorry ဒီနေရာမှာ current directory ဆိုတာတစ်ချက်လောက်လုပ်ပေးလိုက် okay ဒီနေရာမှာတော့ဒီဟာကကျွန်တော်နားလည်နိုင်တဲ့ language မဟုတ်ဘူးပေါ့နော်ဒါကိုကျွန်တော်တို့ကလူတွေဖတ်လို့မရဘူးလို့ပြောလို့ရတယ်လူတွေနားလည်နိုင်တဲ့လူတွေပဲဖတ်လို့ရတဲ့ file တစ်ခုကိုရှာရမယ်ပေါ့နော်အဲ့ဒီမှာပဲ password ကိုထည့်ထားတာဖြစ်ပါတယ်ဒီဟာကိုကျွန်တော်တို့ဘယ်လိုရှာမလဲဆိုရင်ကျွန်တော်တို့က file ဆိုတဲ့ command ကိုရိုက်ထည့်ပေးရမှာပေါ့နော် okay ဒီနေရာမှာကျွန်တော်ကြည့်ရတာရှုံနေရင် clear တစ်ချက်လောက်လုပ်လိုက်မယ် file ဆိုတဲ့ command ကိုကျွန်တော်တစ်ချက်လောက်ရိုက်ထည့်မယ်ပေါ့နော် find file ဆိုတဲ့ဟာကတကယ်ကို powerful ဖြစ်တဲ့ command ပေါ့နော်ပြီးရင်ကျွန်တော်တို့က current directory ပေါ့နော် current directory ./ ပေါ့နော်ကျွန်တော်တို့ကဘယ်ထဲမှာရှာမလဲဆိုတော့သတ်မှတ်ပေးဖို့လိုတယ်တကယ်လို့မသတ်မှတ်ချင်လည်းရတယ်ဘာလို့လဲဆိုတာကကျွန်တော်တို့ကကိုရှာချင်တဲ့ folder ထဲမှာရောက်နေတာဖြစ်တဲ့အတွက်ပေါ့နော် current directory ကိုတစ်ချက်လောက်ဒါကတော့ကျွန်တော်တို့နောက်ပိုင်းကျရင်ကျွန်တော်တို့ဘယ် folder ထဲမှာရှာချင်လဲဆိုတာကိုအသုံးပြုလို့ရတဲ့နေရာပေါ့နော် human readable file ဆိုတာဗာလဲဆိုရင် okay ဒီနေရာမှာကျွန်တော်တို့က type ဆိုတာသတ်မှတ်ပေးဖို့ရတယ် type ဆိုတာကျွန်တော်တို့ file format ပဲပေါ့နော်ကျွန်တော်တို့ folder တွေဘာတွေမယူဘူး file တွေ only ပဲပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ခုနကပြောတဲ့အတိုင်းပဲ file တွေပဲရှိတယ်ပေါ့နော်ဒီရဲ့ folder ထဲမှာ file only ပဲကျွန်တော်တို့ရှာချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ file only ရှာချင်တာဖြစ်တဲ့အတွက် f ဆိုတာသုံးမရဘူးပေါ့နော် file format ပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့က human readable format ကိုဘယ်လိုပြောင်းမလဲဆိုရင်okay ဒီနေရာမှာကျွန်တော်တို့ဒါကိုအရင်မသွားခင်ရှုပ်သွားလိုက်မယ်ပေါ့နော်ဒါကိုအရင်မသွားခင်ကျွန်တော်တို့က file တစ်ခုကျွန်တော်တို့လူဖတ်လို့မရတဲ့ file ကိုလူဖတ်လို့ရတဲ့ file လားဖတ်လို့မရတဲ့ file လားဆိုတော့စစ်ဆေးဖို့အတွက်ကျွန်တော်တို့ file ဆိုတဲ့ command ကိုသုံးပြီးလို့ရတယ် file ကျွန်တော်တို့ပထမဆုံးတစ်ခုကိုကျွန်တော်ဖတ်ကြည့်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့က -file file 00ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ရဲ့ file က data ပုံစံပေါ့နော်ဒီ data ပုံစံဆိုရင်ကျွန်တော်တို့ဒီတိုင်းတော့ဖတ်လို့မရဘူးကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ data မဟုတ်တဲ့ဟာကိုရှာရမယ်ပေါ့နော် okay ဒီနေရာမှာ file ဆိုတဲ့ command ကိုသိပြီးလို့ထင်တယ် file ဆိုတဲ့ command ကိုကျွန်တော်ပေါင်းပြီးသုံးရမယ်ပေါ့နော် okay ဒီနေရာမှာဘလို့ဒီ file တွေအားလုံးကိုတစ်ခါတည်းထုတ်မယ်ပေါ့နော်ကျွန်တော်တစ်ခုချင်းစီဒီလိုမျိုးလိုက်ရှာနေရင်မပြီးတော့ပါဘူးဒါကြောင့်မလို့ဒီနေရာမှာတစ်ခါတည်းဒီ file တွေအားလုံးကိုပေါင်းပြီးတော့မှသူတို့ဘာအမျိုးအစားလဲဆိုတာရှာကြရအောင်ဒါကြောင့်မို့ဒီ file ဆိုတဲ့ command ကိုသုံးမယ်ပြီးတော့ current directory ကို list လုပ်ပေးမယ်ပြီးတော့အမျိုးအစားပေါ့နော်ကျွန်တော်တို့ကဘာအမျိုးအစားကိုရှာချင်လဲ type ဆိုတာကကျွန်တော်အမျိုးအစားပေါ့နော် -type ကိုသုံးပြီးရင် f ဆိုတာကိုသုံးပြရမယ်ပေါ့နော် file format ပေါ့နော်ပြီးရင်ကျွန်တော်တို့က pipe ဆိုတဲ့ဟာကိုသုံးပြရမယ်ကျွန်တော်တို့ keyboard ရဲ့ enter အပေါ်မှာnormally ရှိတယ်ပေါ့နော်တစ်ချက်လောက် pipe ဆိုတဲ့ဟာကိုသုံးပြီးရင်ဒီနေရာမှာကျွန်တော်တို့ကxargs ဆိုတဲ့ဟာကိုသုံးပြရမယ်ပေါ့နော်ဒါကဘာလဲဆိုရင်ကျွန်တော်တို့ဒီ file တွေအားလုံးကိုပေါင်းပြီးတော့မှကျွန်တော်တို့ထုတ်ပေးတာဖြစ်ပါတယ်ဒီ file တွေအားလုံးကိုသုံးပြီးတော့မှထုတ်ပေးတယ်ပေါ့နော်ဒီရဲ့ f -type f နဲ့ကျွန်တော်တို့ xargs ဆိုတဲ့ဟာတွဲသုံးရတယ်ပေါ့နော်ဘာလို့လဲဆိုဒီရဲ့ f ကကျွန်တော်တို့ file တွေအားလုံးကိုစုပေးတယ်ဒီရဲ့ xargs ဆိုတဲ့ဟာက file name တွေကို collect လုပ်ပြီးတော့မှတခါတည်းစုပေးတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့နည်းနည်းရှင်းသွားအောင်တခါတည်းကျွန်တော်ပြလိုက်မယ် xargs ဆိုတဲ့ဟာကိုသုံးပြီးတော့မှကျွန်တော်တို့ခုနက file type ပေါ့နော်ဒီရဲ့ data တွေဟုတ်လားမဟုတ်လားဆိုတာကိုတခါတည်း file ဆိုတဲ့ဟာနဲ့ပြောင်းပြမယ်ပေါ့နော်ဒီရဲ့ pipe ကိုဘာလို့သုံးလဲဆိုတော့ကျွန်တော်တို့အလုံးနှစ်လုံးလုပ်တယ်လို့ပဲသတ်မှတ်ရမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကအလုံးနှစ်ခုကိုတပြိုင်နက်တည်းသုံးချင်တဲ့အချိန်မှာဒီ pipe ကိုသုံးတယ် okay ဒီနေရာမှာ file ဆိုပြီးတော့မှချက်လောက်ရိုက်ထည့်လိုက်မယ်ပေါ့နော်ဒါဆိုရင်ဒီနေရာမှာ तू က file တွေအစင်လိုက်ပေါ်လာပြီပြီးတော့တို့ဘာအမျိုးအစားလဲဆိုတာပေါ်လာပြီပေါ့နော်ဒီနေရာမှာတစ်ချက်လောက်ကြည့်လိုက်ဘယ်ဟာကထူးခြားနေလဲပေါ့နော်ဒီနေရာမှာ-5 07ကကျွန်တော်ထူးခြားနေတယ် ASCII test ပေါ့နော်ဒီရဲ့ test ဆိုတဲ့ဟာကကျွန်တော်တို့ဖတ်လို့ရတဲ့အရာပေါ့နော်ကဏ္ဍအနေနဲ့ရေးထားတဲ့စာဒီဟာကိုကျွန်တော်တို့ကဖတ်လို့ရပြီပေါ့နော်ဒီရဲ့ file တစ်ခုလည်းပေါ်လာတဲ့အတွက်ဒီရဲ့ file ကိုကျွန်တော်တို့ကဖြတ်သွားလုပ်လိုက်မယ်ကျွန်တော်တို့ dash ပါတဲ့အတွက် current directory ပြီးတော့ dash file file 07ပေါ့နော်ဒါကိုကျွန်တော်တို့တစ်ချက်လောက် oh sorry ဒီနေရာမှာကျွန်တော်တို့ file file 07ချက်လောက်တစ်ဖတ်မယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့က password ကိုရသွားပြီဒီနေရာမှာတွေ့လိုက်မယ် password ကိုရသွားပြီဒါကို copy ကူးလိုက်ပြီးရင် cherry tree တဲ့ကိုသွားမယ်ပြီးရင်ကျွန်တော်တို့က bandit 5ဆိုပြီးတော့မှ password တပေးလိုက်မယ်ပေါ့နော် password တပေးလိုက်မယ် okay ဒီ password ကို copy ပေါ့နော် copy ပြီးတော့ကျွန်တော်တို့က level bandit level 5ကိုသွားမယ်ပေါ့နော် exit ကိုထပ်လုပ်လိုက်ဒီနေရာမှာကျွန်တော်တို့ခုနက command ကိုပြန်သွားပြီးရင်ဒီနေရာမှာ level 5ဆိုတာကိုတစ်ချက်လောက်သတ်မှတ်ပေးလိုက်ပေါ့နော် level 5 okay ပြီးရင် password ထည့်ပေးလိုက်ပေါ့နော်
okay ကျွန်တော် level 5 to 6နေရာမှာကျွန်တော်တစ်ဖက်ရအောင် level 5ကနေ level 6 level 6ရဲ့ password ကိုယူပြီးတော့သွားတဲ့ပုံစံပေါ့နော်ချက်လောက်သွားကြည့်ကြည့်မယ် okay ဒီနေရာမှာ3ခုတိုးလာတယ်ပေါ့နော် the password for the next level is stored in a file somewhere under the in here directory ကျွန်တော် in here directory ထဲမှာပဲရှိမယ်ဒါပေမဲ့ကျွန်တော်ဒီတိုင်းလိုက်ရှာနေလို့မပြီးဘူးပေါ့နော်ဘာလို့ဆို folder တွေရော file တွေရောနေတာဒါဆိုရင်ကျွန်တော်တို့ကြည့်ကြည့်ရအောင်ပေါ့နော် ls cd in here ကျွန်တော်တို့ in here ဆိုတဲ့ directory ကိုပြောင်းမယ်ပြီးရင် list လုပ်ကြည့်ကြည့်မယ်ဒီနေရာမှာ folder တွေအများကြီးပေါ့နော်ဒီ folder တစ်ခုချင်းစီကိုကျွန်တော်တို့လိုက်ရှာနေပြီးတော့မှာမဟုတ်ဘူးပေါ့နော်ဥပမာကျွန်တော်ပြပြကြည့်မယ် list ဒီနေရာမှာ folder တစ်ခုထဲမှာတင်ကို file ပေါင်းက10ခုလောက်ရှိတယ်ဒါဆိုရင်ကျွန်တော်တို့ခုနက command ကိုမှနောက်ထပ် level တစ်ခုမြင့်ပြီးသုံးရတော့မယ်ပေါ့နော် okay cd ကျွန်တော်တို့ root ဆိုတဲ့ဟာကိုသုံးပေးလိုက်ပေါ့နော် okay ပြန်သွားမယ် cd ကိုပြန်သွားမယ်ပေါ့နော် in here ဆိုတဲ့ directory ကိုပြန်သွားလိုက်မယ် okay ဒီနေရာမှာကျွန်တော်တို့ကဘာ command ကိုသုံးရမလဲဆိုရင်ခုနကအတိုင်းပဲ find ဆိုတဲ့ဟာကိုသုံးရမယ်ပြီးရင်ကျွန်တော် current directory ထဲမှာဖြစ်တဲ့အတွက် ./ ကိုသုံးပေးရမယ်ပြီးရင်ကျွန်တော်တို့က human readable ဖြစ်တဲ့အတွက်ကျွန်တော်ခုန level က human readable ဆိုရင်ဘာသုံးလဲကျွန်တော်သိတဲ့အတိုင်းပဲ xarg သုံးရတယ်ပေါ့နော်ဒါပေမဲ့ဒီ level မှာတော့ကျွန်တော်က xarg ကိုမသုံးမဲ့နဲ့ xarg ဆိုတာပြောရရင်တော့ကျွန်တော်တို့ file တွေကို collect လုပ်ပေးတဲ့သဘောပေါ့နော်ဒီရဲ့နေရာမှာကျွန်တော်က type ပုံစံပေါ့နော် type type ပြီးရင်ဘာလုပ်မလဲဆိုရင်ဒီနေရာမှာ file name ပဲပေါ့နော်ကျွန်တော်က file ကိုပဲအဓိကယူမှာဖြစ်တဲ့အတွက် f ဆိုတာသုံးမယ်ဒီနေရာမှာကျွန်တော်တို့က ./ ဆိုတာပါလဲဆိုရင်ကျွန်တော် current directory ထဲမှာလည်းရှာမယ်ပြီးတော့မှဒီ directory ထဲမှာရှိတဲ့ file တွေ folder တွေကိုလည်းအစအဆုံးရှာပေးမယ်ပေါ့နော်ဒါကြောင့်မို့ဒီနေရာမှာတတ်မှတ်တာအရေးကြီးတော့ပါပြီဒီနေရာမှာမတတ်မှတ်ဘူးဆိုရင်လည်းအစပိုင်းတော့ရတယ်ပေါ့နော်ဒါပေမဲ့ဒီ level မှာတော့မရတော့ဘူး okay file type တတ်မှတ်ပေးပြီးသွားပြီကျွန်တော်က folder တွေမလိုချင်ဘူးဒါကြောင့်မလို့ -type f ကိုတုံးပေးရမယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့ဒီနေရာမှာ1033 byte in size ပေါ့နော်ကျွန်တော်တို့ file size က1033ပဲရှိလိမ့်မယ်1033 size ရှိမဲ့ဟာပေါ့နော်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့က size ကိုသတ်မှတ်ပေးလိုက်မယ် size ဆိုတာ size -size ပြီးရင်1033ပေါ့နော်1033ဆိုပြီးတော့မှသတ်မှတ်ပေးလိုက်ပြီးတော့ရင်ကျွန်တော်တို့ကနောက်ထပ်တစ်ခုဘာလုပ်မလဲဆိုရင် not executable ပေါ့နော် not executable ဆိုတာကျွန်တော်တို့က run လို့မရတဲ့ file ပေါ့နော်ဒါ not executable ကိုကျွန်တော်တို့ဘယ်လိုမျိုးအဓိပ္ပာယ်သတ်မှတ်ရမလဲဆိုရင် command line မှာကျွန်တော်တို့ကဒီနေရာမှာ exclamation mark လို့လည်းသတ်မှတ်လို့ရတယ် exclamation mark ဆိုတာ programming language တွေမှာတော့ကျွန်တော်တို့က not လို့သတ်မှတ်တယ်ပေါ့နော်မဟုတ်တာပေါ့နော်ပြီးရင် -executable ပေါ့နော် executable လုပ်လို့မရတဲ့ file format ကိုကျွန်တော်တို့ကရှာမယ်ပေါ့နော်ဒီနည်းနဲ့ကျွန်တော်တို့သုံးလို့လည်းရတယ်ဒါမှမဟုတ်ကျွန်တော်တို့က not ဆိုတာလည်းသုံးလို့ရတယ်ပေါ့နော်1033 -not -executableတစ်ချက်လောက်ရှာကြည့်လိုက်ပါတော့ဘာမှမတွေ့ဘူးကျွန်တော်တို့ဒီနေရာမှာဗာမားနေလဲရှာကြည့်လိုက်မယ်ပေါ့နော်ဒီရဲ့ command line မှာဗာမားနေလဲဆိုတော့ဒီရဲ့နေရာမှာတွေ့လိုက်မယ် -size file size ကကျွန်တော်1033ပဲပြောထားတယ် megabyte လားကျွန်တော်တို့ကဘာ byte လဲဆိုတာသတ်မှတ်ပေးဖို့လိုတယ်ပေါ့နော်ဒါကြောင့်မလို့ဒီရဲ့နေရာမှာပြန်သွားမယ်ပြီးတော့ကျွန်တော်တို့က1033နောက်ရဲ့1033ရဲ့အနောက်မှာကျွန်တော် C ဆိုတာထည့်ပေးဖို့လိုတယ်ပြီးရင်ကျွန်တော်တို့တစ်ချက်လောက် enter တစ်ချက်လောက်ခောက်ကြည့်လိုက်ပေါ့နော် okay ဒါဆိုရင်ဒီရဲ့ my.find2 ကဒီပေးထားတဲ့ information တွေနဲ့ကိုက်ညီတယ်ဒီရဲ့ information တွေထဲမှာကျွန်တော်တို့ password ရှိမယ်ပေါ့နော်ဒီ information တွေပါတဲ့ file ထဲမှာ password ရှိမယ် okay ဒါကိုကျွန်တော်တို့ကဘယ်လိုမျိုး directly လုပ်မလဲဆိုရင် cd cat ကိုလုပ်လိုက်ပြီးရင် current directory ကိုသုံးပေးပြီးရင် maybe here 07ရဲ့အောက်က .find2 ကိုကျွန်တော်တစ်ချက်လောက် read ကြည့်မယ်ပေါ့နော်ဖတ်ကြည့်လိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့က password ကိုရသွားပြီဒီရဲ့ password ကိုမှတ်လိုက်ပြီးရင် copy လုပ်ပေးပြီးရင် cherry tree ရဲ့တွားမယ်ပေါ့နော်ပြီးရင်ဒီရဲ့အောက်က bandit6 equal to ဒီနေရာမှာကျွန်တော်တို့ကတွားပြီးလုပ်ပေးလိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က bandit ဒီရဲ့ level 5 to level 6ကိုကျွန်တော်တို့ကဖြည့်ရှင်းပြီးသွားပြီဒီ command တွေကိုကျွန်တော်တို့တေချာလေးကြည့်တာပေါ့နော်ကျွန်တော်အပေါ်မှာပြထားတဲ့ command တွေကိုတစ်ချက်လောက်တေချာလေးလာကြည့်ပါဒါဆိုရင်ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲကျွန်တော်နောက်ထပ်ဗီဒီယိုမှာတော့ဒီရဲ့ bandit level 6ကနေကျွန်တော်တို့ bandit level 10 to 11လောက်ထိလုပ်ပေးမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်